ကျွတ်တကောင်ကိုဘောလုံးအကြီးစားတစ်ခုရဲ့အပေါ်မှာစိုင်းတွဲထားပြီးတူးမျက်နှာရှေ့မှာတော့ပပက်လေမြင်ကွင်းရတဲ့ screen တစ်ခုကိုထားရှိပါတယ်။အဲဒီ screen ပေါ်မှာတော့ Doom 2 ရဲ့ video game ကိုဖွင့်ထားပြီးကျွတ်ကစတင်ပြီးလွှားတဲ့အခါမှာတော့အောက်ကဘောလုံးကလိုက်လဲပတ်ပါတယ်။ဘောလုံးအောက်ကစင်ဆာတွေကအဲဒီလှူရှားမှုကိုခြေရာခံပြီး screen ပေါ်က game ထဲမှာလိုက်ပါလှူရှားစေတာကြောင့်ကျွတ်ဟာ game ထဲမှာရှောင်ပြေးနေတယ်လို့ဖြစ်သွားတာပါ။သူကလမ်းကြောင်းမှန်အကိုင်သွားတဲ့အခါမှာစုလာအထိတကြားလီတဲ့ဇက်တိုက်ကျွေးပြီးတကယ်လို့နယံကိုသွားတိုက်မိရတော့သူ့မျက်နာကိုလေပြင်းနဲ့မှုန့်ထုတ်ပြီးအပြစ်ပေးပါတယ်။ဒါကကြွက်ကိုဂိမ်းထဲမှာဘလို့သွားရမလဲဆိုတာတင်ပေးလိုက်ကဖြစ်ပြီးပညာရှင်တွေကဂိမ်းထဲမှာဖြစ်ခတ်ဖို့ခလုတ်တစ်ခုကိုပါထည့်သွင်းပေးခဲ့ပါတယ်။ဂိမ်းထဲမှာတရဝါဆိုးတကောင်ပေါ်လာတဲ့အခါကြွက်ကအဲ့ဒီခလုတ်ကိုနှင်းလိုက်ရင်တရဝါဆိုးကိုပြစ်ထတ်နိုင်ပြီးနောက်ထပ်စုလားတစ်ခုရရှိစေတာပါ။ဒါဟာဘာကိုဆိုလိုတာလဲဆိုရင်တော့နောက်မှာမင်းဟာဗီဒီယိုဂိမ်းတွေကိုကျွတ်တွေနဲ့ရှင်ပြိုင်ကစားရမယ့်အခြေအနေမျိုးဖြစ်လာနိုင်တယ်ဆိုတာပါပဲ